စားလဲစီဆေးလဲစားဖြစ်တာမို့ဘလို့ပဲစားစားကျက်သွန်ဖြူကတော့ချမ်းမာရေးအတွက်အထူးကောင်းမွန်တဲ့အစားအစာတစ်မျိုးပါကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျက်သွန်ဖြူကတော့ဟင်းနေချက်တဲ့အခါမှာမပါမဖြစ်ပါကျက်သွန်ဖြူကိုဖုတ်စားသူတွေလည်းရှိသလိုဒီတိုင်းအစိမ်းစားတဲ့သူတွေလည်းရှိပါတယ်စားလဲစီဆေးလဲစားဖြစ်တာမို့ဘလို့ပဲစားစားကျက်သွန်ဖြူကတော့ချမ်းမာရေးအတွက်အထူးကောင်းမွန်တဲ့အစားအစာတစ်မျိုးပါကျက်သွန်ဖြူမှာပါဝင်တဲ့ဆာလတ်ဘာတော့ပေါင်းဟာအနက်နဲ့အရသာကိုဖြစ်ပေါ်စေပြီးချမ်းမာရေးကိုအကျိုးပြုစေတာပါကျက်သွန်ဖြူမှာပါဝင်တဲ့တခြားအာဟာရတွေကလည်းကျန်းမာရေးကောင်းစေတာမို့မိတ်ဆွေတို့အတွက်ဘဝတုဒ္ဒရအောင်တင်ဆက်ပေးလိုက်ပါတယ်။ဗီဒီယိုလေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ဖို့တောင်းဆိုပါရစေခင်ဗျာ။ကျက်သွန်ဖြူမှာပါဝင်တဲ့အာဟာရဓာတ်တွေကတော့ carbohydrate, protein, အမြင့်ဓာတ်, manganese, vitamin C, calcium, selenium တို့ပါဝင်နေပါတယ်။ကျက်သွန်ဖြူစားခြင်းရဲ့ကျန်းမာရေးအကျိုးကျေးဇူးများအစာချေစနစ်ကိုကောင်းမွန်စေခြင်းကျက်သွန်ဖြူစားသုံးခြင်းကအစာချေစနစ်ကိုကောင်းမွန်စေပါတယ်။ဦးလန်းကြောင့်ရဲ့လုပ်ငန်းလုံးဆောင်တာတွေကိုတိုးတက်စေတဲ့အပြင်မအီမသာဖြစ်ခြင်းနဲ့ရာဟန်ခြင်းတွေကိုပါတက်တာစေပါတယ်။ကိုလက်စထရောကျဆင်းစေခြင်းကျက်သွန်ဖြူမှာပါဝင်တဲ့အစားအစာတွေစားသုံးဝေးမယ်ဆိုရင်ခန္ဓာကိုယ်ရဲ့ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ကိုလက်စထရောတွေကိုလျော့ကျစေပါတယ်။ကျက်သွန်ဖြူမှာပါဝင်တဲ့အယ်လီဆင်ကကျန်းမာရေးကိုကောင်းမွန်စေတာပါ။အေးမိခြင်းကိုတတ်တာစေခြင်းကျက်သွန်ဖြူကိုအစိမ်းစားပေးမယ်ဆိုရင်အေးမိဖျားနာခြင်းနဲ့ချောင်းဆိုးခြင်းတွေကိုတတ်တာစေပါတယ်။အေးမိတာတွေဖြစ်နေတာဆိုရင်တော့ကျက်သွန်ဖြူ2မလောက်စားတာမျိုးလုပ်ပေးပါ။အသေးအားကောင်းစေခြင်းကျက်သွန်ဖြူစားမယ်ဆိုရင်တော့အသေးအားကောင်းစေပါတယ်။ကျက်သွန်ဖြူမှာသွားဝင်တဲ့အာဟာရဓာတ်တွေကအသေးချမ်းမာရေးကိုကောင်းမွန်စေပါတယ်။အစိမ်းတောင်များကိုတန့်စင်ပေးခြင်းကျက်သွန်ဖြူမှာဆာလတ်ဘာတော်ပေါင်းများများပါဝင်တာကခန္ဓာကိုယ်အတွင်းကလေးစားတွေကိုပျက်စီးစေတဲ့အစိမ်းတောင်တွေကိုဖေးရှားပေးပါတယ်။အယိုးစစ်တမ်းမာစေခြင်းကျက်သွန်ဖြူအမွှာသေးသေးလေးတွေကအယိုးစစ်တွေကိုကောင်းမွန်စေတယ်ဆိုတာတော့နည်းနည်းအံ့ဩစရာကောင်းလာပါတယ်။ကျက်သွန်ဖြူတွေမှာပါဝင်တဲ့အာဟာရတွေကအယိုးစစ်တွေကိုတမ်းမာစေပြီးအက်စထရိုဂျင်တွေကိုတိုးမြင့်စေပါတယ်။နှလုံးရောဂါကကမ္ဘာပေါ်မှာအဖြစ်အများဆုံးယောဂတစ်မျိုးပဲဖြစ်ပါတယ်။နှလုံးယောဂတတ်တာစေဖို့အတွက်လည်းကျက်သွန်ဖြူကအထောက်အကူပြုပါတယ်။ကိုလက်စထရောနဲ့အဆီတွေကိုလျှော့ချပေးတဲ့ကြောင့်နှလုံးရောဂါထပ်ပေါက်တာတွေကိုလည်းနည်းစေနိုင်ပါတယ်။ဘယ်သူတွေကမစားသင့်ဘူးလဲကျက်သွန်ဖြူကဆေးဘက်ဝင်နေဆိုပေမဲ့ပမာဏများများစားမိတဲ့အခါဂရင်းနံဆိုတာဂရင်းပူတာရင်ပူတာပြုတ်အန်တာဝမ်းလျှော့တာတွေဖြစ်တတ်ပါတယ်။ဒီလိုဆိုးကျိုးတွေကများများစားလေပိုဆိုးလေပဲဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ကျက်သွန်ဖြူကသွေးကျဲစေတဲ့တတိရှိပါတယ်။ငကိုသွေးမတိတ်ယောဂရှိသူတွေသွေးကျဲစေတောက်နေရသူတွေကပမာဏများများစားတာကိုရှောင်ရှားတင်ပါတယ်။အဲ့ဒီအချက်ကြောင့်ပဲခွဲစိတ်မှုလှုပ်ရှားရှိတဲ့သူတွေဆိုရင်လည်းမခွဲခင်နှစ်ပတ်အလိုတွေကကျက်သွန်ဖြူစားတာကိုရပ်တင်ပါတယ်။ကိုဝန်ဆောင်တဲ့နှုတ်တိုက်မိခင်တွေမှာလည်းပုံမှန်အတိုင်းချက်ပြုတ်စားတဲ့ထဲပါတာကပြဿနာမဟုတ်ပေမဲ့အလွန်ကျွမ်းစားတာကိုစင်ကျင်တင်ပါတယ်။အစာအိမ်ယောဂရှိနေသူတွေအနေနဲ့လည်းအစာအိမ်နာဖြစ်နေတဲ့အချိန်မှာကျက်သွန်ဖြူစားတာကိုရှောင်ကျဉ်တင်ပါတယ်။ဒီဝီစီတောက်နေရသူတွေသွေးချဲစီတောက်နေရသူတွေတတိတာစီတောက်နေရသူတွေ HIV AIDS ရဲ့ယောဂကြောင့်ဆေးတောက်နေရတဲ့သူတွေကျက်သွန်ဖြူစားတာကကျန်းမာရေးအတွက်ကောင်းတယ်ဆိုပေမဲ့လည်းယခုပြောပြထားတဲ့ပြဿနာလေးတွေရှိတယ်ဆိုတာကိုတော့သတိပေးလိုက်ပါတယ်